အားလုံးမင်္ဂလာပါ SME လုပ်ငန်းရှင်တွေအနေနဲ့ကကျွန်တော်တို့ရောင်းတော့ရောင်းနေရတယ်ငွေမနေတာမျိုးနောက်ပြီးတော့လုပ်ငန်းရဲ့ဘဏ္ဍာရေးအခြေအနေကိုရှင်းရှင်းလင်းလင်းသိမနေတာမျိုးနောက်ပြီးတော့ကျွန်တော်တို့ကစရင်းတွေအများကြီးကိုလိုက်ပြီးတော့နော်ဂရုတစိုက်မကြည့်နိုင်တာမျိုးစတဲ့အခြေအနေတွေဖြစ်နေတတ်ကြပါတယ်အဲ့တော့ဒီလိုအခြေအနေကြုံနေရတဲ့လုပ်ငန်းရှင်တွေအတွက်ဒီနေ့တော့ကျွန်တော်ကဒီဘဏ္ဍာရေးနဲ့ပတ်သက်ပြီးတော့ထိထိရောက်စီမံခန့်ခွဲနိုင်စေဖို့နဲ့မိမိလုပ်ငန်းရဲ့စွမ်းဆောင်ရည်အစိုးအကောင်အကျိုးအကြောင်းကိုအချိန်တိုအတွင်းသိရှိနိုင်စေဖို့ရိုးရှင်းလွယ်ကူတဲ့နည်းလမ်းလေးတစ်ခုမျှဝေပေးခြင်းပါတယ်အဲ့တော့ဒါကတော့ကျွန်တော်တို့က SAE framework လို့ခေါ်ပါတယ်အဲ့တော့ဒီနေရာမှာ X ဆိုတာကကျွန်တော်တို့က sale revenue ပေါ့နော်ဒါကိုဆိုလိုတာဖြစ်ပါတယ်မိလုပ်ငန်းကကျွန်တော်တို့နော်ကုန်ပစ္စည်းတို့မို့ဝန်ဆောင်မှုတွေကိုရောင်းချခြင်းကနေပြီးတော့ရတဲ့ငွေတွေကိုကျွန်တော်တို့ဆိုလိုတာဖြစ်ပါတယ်A ဆိုတာကတော့ access ပေါ့ဗျာအဲ့တော့ access ဆိုတာကကိုယ့်လုပ်ငန်းရဲ့ပိုင်ဆိုင်မှုတွေကိုပြောတာဖြစ်ပါတယ်ကိုယ့်လုပ်ငန်းရဲ့ပိုင်ဆိုင်မှုဆိုတာဗျာကျွန်တော်တို့ငွေလက်ကျန်တွေရှိနိုင်တယ်ဘဏ်လက်ကျန်တွေရှိနိုင်တယ်နော်ကုန်လက်ကျန်တွေရှိနိုင်တယ်ထို့ပြင်အကျွေးလက်ကျန်တွေရှိနိုင်ပါတယ်ဒါအပြင်ကိုကျွန်တော်တို့ကနော်ကိုယ့်လုပ်ငန်းရဲ့ PPE ပေါ့ဗျာကျွန်တော်တို့နော် equipment တွေရှိမယ်တခြားသောကျွန်တော်တို့ကမြေလိုဟာမျိုးတွေရှိမယ်သို့မဟုတ်ကျွန်တော်တို့အစာအုပ်လိုဟာမျိုးတွေရှိမယ်နော်ဒါမျိုးတွေကျွန်တော်တို့ပါဝင်တာဖြစ်ပါတယ်နောက်တစ်ခုက E ပေါ့ E ဆိုတာတော့ကျွန်တော်တို့ကဒါလုပ်ငန်းရဲ့တော့ expand ပေါ့နော်အသုံးစရိတ်တွေကိုပြောတာဖြစ်ပါတယ်ဥပမာအဖြစ်ပြောမယ်ဆိုလို့ရှိရင်များကျွန်တော်တို့ကုန်ဝယ်စရိတ်တွေကျွန်တော်တို့လစာစရိတ်တွေရုံးခန်းငှားခတွေမီတာခတွေကြော်ညာခတွေဒါတွေအားလုံးပါဝင်ပါတယ်အဲ့လိုကျွန်တော်တို့အဓိကကြတဲ့စရင်းအကြောင်းအရာ၃ခုကိုကျွန်တော်တို့လေ့လာကြည့်ခြင်းအဖြစ်နော်ကိုယ့်လုပ်ငန်းကတကယ်ပဲအကျိုးမြတ်ရှိနေရဲ့လားငွေကြေးစီးဆင်းမှုကိုဘယ်လိုရှိနေသလဲနော်ငွေကြေးစီးဆင်းမှုကိုကျွန်တော်တို့ချောင်းလေရဲ့လားအဆင်ပြေရဲ့လားစတဲ့အရေးကြီးတဲ့ကိစ္စတွေကိုကျွန်တော်တို့သိမြင်နိုင်မှာဖြစ်ပါတယ်ဥပမာပြောမယ်ဆိုရင်များကျွန်တော်တို့ကရောင်းရငွေထက်နော်စရိတ်ကပိုပြီးတော့များနေတယ်ဆိုလို့ရှိရင်လုပ်ငန်းကဘာဖြစ်နေမလဲဆိုတော့အရှုံးပေါ်နေမှာဖြစ်ပါတယ်အဲ့တော့ရောင်းရငွေကစရိတ်ထက်တာလွန်မှလုပ်ငန်းကအမြတ်ရမှာဖြစ်ပါတယ်အဲ့တော့ရောင်းတော့ရောင်းနေရတယ်ပိုင်ဆိုင်မှုတွေကလည်းတိုးမလာဘူးဆိုလို့ရှိရင်ကျွန်တော်တို့ကတကယ်ကိုမြင့်နေရလားဒါကိုကျွန်တော်ပြန်လည်ဆန်းစစ်ဖို့လိုပါတယ်နော်အဲ့တော့ပိုင်ဆိုင်မှုတွေကတော့တိုးလာတယ်ဒါပေမဲ့ငွေကမလဲဘူးဖြစ်နေတယ်နော်ဂျမ်းဖြစ်နေတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဒါဆိုလို့ရှိရင်တို့ရဲ့ပိုင်ဆိုင်မှုတွေထဲမှာနော်ကုန်လက်ကျန်တွေများလာလို့လားသို့မဟုတ်ကျွေးကြံတွေကငကိုရှိနေတာတက်ပို့ပြီးတော့များလာလို့လားစသည်အဖြစ်ဒါတွေကိုကျွန်တော်တို့ကသိနိုင်မှာဖြစ်ပါတယ်အဲ့တော့မိမိပိုင်ဆိုင်မှုတွေရဲ့အခြေအနေကိုကျွန်တော်တို့သိမှငွေကြေးဆိုင်ရာစီမံခန့်ခွဲမှုတွေကိုကောင်းမွန်စွာလှုပ်ဆောင်နိုင်မှာပဲဖြစ်ပါတယ်အဲ့တော့ဒါ SAE framework ရဲ့ကျွန်တော်တို့ဒါထင်ရှားတဲ့အကျိုးကျေးဇူးတချို့ဖြစ်ပါတယ်အဲ့တော့အချို့ပြောရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ SAE framework ကရိုးရှင်းတယ်လွယ်ကူတယ်နော်စရင်းအကြောင်းအရာ၃ခုကိုပဲအဓိကထားပြီးတော့ကျွန်တော်တို့ကြည့်တယ်နော် sale revenue ရဲ့ကျွန်တော်တို့ expand ရဲ့ assets ရဲ့ဒါတွေကိုအဓိက focus ထားပြီးတော့ကြည့်တယ်အဲ့တော့ဒါတွေကိုကြည့်ချင်းအဖြစ်ကိုယ့်လုပ်ငန်းကလုံလောက်တဲ့အယောင်းရှိနေလားပိုင်ဆိုင်မှုတွေကကောခိုင်မာသေးကြရဲ့လားနော်အသုံးစရိတ်တွေကရောကိုယ့်ရဲ့ထိန်းချုပ်မှုအောက်မှာရှိနေသလားဆိုတာတွေကိုကျွန်တော်တို့ရှင်းရှင်းလင်းလင်းနားလည်နိုင်မှာဖြစ်ပါတယ်အဲ့တော့ဒီလိုမျိုးနားလည်မှလည်းလုပ်ငန်းရဲ့နော်ဘဏ္ဍာရေးစီမံခန့်ခွဲမှုတွေကိုကျွန်တော်တို့ဒါထိထိရောက်နော်စီမံဆောင်ရွက်နိုင်မှာဖြစ်ပါတယ်အားလုံးကိုကြိုးစားတင်ပါတယ်နော်ကျွန်တော်တို့ဒီဗီဒီယိုလေးကလူကြီးမင်းတို့အတွက်တစုံတရာအကျိုးကျေးဇူးရှိရဆိုလို့ရှိရင် yes လို့မှန်သွားပေးပါကျွန်တော်တို့နောက်ဗီဒီယိုတွေမှာပြန်ပြီးတော့ဆုံကြပါမယ်အားလုံးပဲ finance မှာအခက်မတွေ့ကြပါစေနဲ့ bye bye